ဖေကရိုးရှင်းပါတယ်သူကကျွန်တော်ကိုပျော်ရွှင်စေလို့ပါပဲချစ်ချင်းမြတ်တာကိုယုံလားလို့မြည်အင်းလိုပဲဖြေမိမှာပါဒါပေမဲ့ကျွန်တော်တကယ်မယုံပါဘူးကျွန်တော်တို့ဟာတစ်ဖက်လူကကိုယ့်ကိုတကယ်ချစ်တာလားမချစ်တာလားမသိနိုင်ဘူးလေပါဇက်ကချစ်တယ်ပြောနေပေမဲ့တကယ်တမ်းကျမချစ်တာလည်းဖြစ်နိုင်တာပဲကျွန်တော်တို့ဘဝမှာကိုကတကယ်ချစ်တယ်လို့ထင်ခဲ့တဲ့သူတွေကိုယ့်ကိုတကယ်ချစ်တယ်လို့ထင်ခဲ့တဲ့သူတွေအများကြီးပဲလေနောက်ဆုံးကျွန်တော်သိလိုက်တာတခုကဘယ်သူမဆိုကိုချစ်တဲ့သူကိုပျော်ရွှင်စေချင်ကြတာပါပဲကိုချစ်မြတ်နိုးတဲ့သူကိုစိတ်ဆင်းရဲအောင်နားကျင်အောင်ဘယ်သူမှမလုပ်ကြပါဘူးသူကတော့ကျွန်တော်ကိုပျော်ရွှင်စေချင်တဲ့သူကျွန်တော်တန်ရာတွေကိုဘယ်လိုခွာချပေးရမလဲလို့တွေးပြီးကျွန်တော်ပျော်ရွှင်အောင်ဘယ်လိုလုပ်ပေးရမလဲလို့အမြဲတွေးနေတဲ့သူမျိုးကျွန်တော်ကိုတကယ်ချစ်တယ်လို့ပဲယုံလိုက်ပါတယ်တကယ်မချစ်တော့လေကိုယ်တိုင်နဲ့ကိုယ်ကံပေါ့လေ